Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ The Hack ရဲ့2ပါကျွန်တော်က The Hack ကလင်းသက်မှာကဲအခုဒါကိုလင်းသက်ရဲ့ CD ကအခုဖောက်ဥထုံးနဲ့ပတ်သက်တဲ့ series ရောက်ပြီဆိုတော့ကျွန်တော်ဖောက်ဥထုံးနဲ့ပတ်သက်တဲ့အစားအသောက်တွေလိုက်စားမယ်ပေါ့နော်ကို location ဘယ်နေရာရွေးထားလဲ location ကဒီနေ့ကလှဲနဲ့စမ်းချောင်းကိုရွေးထားပါတယ်ကဲအဲ့ဒါဆိုရင်တော့ကျွန်တော်နဲ့ကိုလင်းသက်နဲ့အခု line ကားပေါ်မှာဆိုတော့အစားမယ်အဲ့ဒါရစားမယ် line ကားပေါ်မှာဆိုတော့ကျွန်တော်အခုလှဲလန်းကိုသွားလိုက်အောင်မယ်ခဏနေပြန်တွေ့ပါမယ် bye byeကဲငါတို့နှစ်ယောက်လဲတော့ရောက်လာပြီဘာရင်စားမလဲခိုင်းစားနေပြီတဲထဲမှာဆိုဖတ်ထုတ်စားလို့ရတယ်အေးနော်ပေါ့ဖတ်ထုတ်ဆိုလားဟိုမိုင်းဖျဲသီးစားတယ်ဖျဲသီးဟုတ်တယ်ဖျဲသီးပဲဖျဲသီးလည်းစားလို့ရတယ်ဖာလူတာလည်းရတယ်ပရိသင်ရှိတယ်ဟုတ်တယ်ဖာလူတာကတော့ပရိသင်မှာရှိတယ်မင်းတို့ဖတ်ကပောင်းလို့ကတော့ရှားမယ်တယ်ဒါပေမဲ့ထမင်းဘူးလေးရအောင်လားနော်ဖတ်ကပောင်းလို့ပုံစံ City Expert တွေအဲ့လိုလေထမင်းဘူးလေးရလောက်တယ် Supermarket တွေအဲ့လိုခါရီမှာရလာအဲ့တော့ငါတို့ဒီနေ့ဗရန်မျိုးစားခိုင်းလိုက်တာငါတို့ရဲ့ producer 6မျိုးလား9မျိုးလားမသိဘူးအဲ့ဒါကိုပြည့်အောင်စားခဲ့တဲ့မပြည့်လို့ရှိရင်ရုံးမှာထိုင်ထားလောက်ခိုင်းတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ပတ်ပြီးရှာရမှာပဲဖရဲသီးတွေ့ဖရဲသီးအဝါနဲ့နေပြစားမယ်အဝါလေးဆိုအဝါချိုးလားဘယ်လောက်လဲဘလို့ရောင်းလဲ1000လားဘူးတော့တဘူးယူမယ်ဘေးအဝါယူလိုက်မယ်အေးအဝါလေးစားကြည့်အမီရစားနေကြဆိုတော့ဝါရောင်လေးစားကြည့်ပါမယ်ချိုးရဲရလိုက် good ဝါရဲ့နေရာပါကွာအယောင်ဝရတယ်ဒူရော့စောင်းနောက်ပြီးဖတ်ထုတ်စားရအောင်ရော့ဒီလမ်းကအမြဲတမ်းစီနေတာပဲနော်ဒါပါလည်းမသိဘူးဗျမုံကျက်ဦးမိုက်တယ်တခါမှတော့မစားဘူးဘလို့လို့ထားလို့ကောင်းတယ်ပါဟိုချိုသွင်းကိုကောင်းတယ်ဟောကောင်းချင်းနဲ့အထဲမှာထဲနဲ့သွင်းလာဟောဖတ်ထုတ်လဲစားခြင်းနဲ့ပြီးတော့မန္တလေးရလာတယ်ပေါ့ဖတ်ထုတ်ဆိုတာအရန်နာမည်ကြီးလို့တော်တော်ရှာလိုက်ရတယ်သူကဇီယာသီရိလမ်းထဲမှာဖွင့်ထားတာဟိုရှိတာမှာဟဲ့အောင်ဟိုမှာရေးထားဖတ်ထုတ်ပေါင်းတစ်ဝဲ9000နဲ့ဖတ်ထုတ်ပေါင်းက9000ဖတ်ထုတ်ကျော်က13000ပွဲသေးရဟဲ့ပွဲကြီးက24လို့ပွဲသေးက12လုံးဆိုတော့ဘာစားမလဲသူပေါင်းတာကြော်တာအပေါင်းစားမှာစက်တာစားအပေါင်းဆိုရင်တော့ပြုတ်မယ်အီးလေးဖြစ်မယ်အကျော်ကတော့နည်းနည်းတော့ကျွတ်အစားကြတယ်။အေးကြိုက်ကြယူ။ကြိုက်တာယူငါမသိဘူး။မင်းကြိုက်တာ။ဖတ်ထုတ်ကြော်ယူလိုက်မယ်။ Okay ယူဖတ်ထုတ်ကြော်ပွဲသေးပွဲယူလိုက်မယ်နော်။ Okay ကဲကျွန်တော်ကတော့ဒါတော့ကိုပါလိုမျိုးလို့ပြောရမလဲစားချင်တာလို့ကိုပေါ့ချင်တဲ့ကိုနှစ်ယောက်စားထားတာချက်ချက်တော့ဂျူးမြင့်နဲ့ဝက်ခောက်ဂျူးမြင့်ဟောလားဟာယူချက်ချက်ကစားဘူးလေဝက်ခောက်တော့မစားဘူး။ဟုတ်ဟုတ်ထတော့နဲ့နော်မိုက်ပြတိတ်တော့ဆက်တယ်တိတ်တော့မဆောက်ဘူးလို့ပြောတယ်သူဖြည်းဖြည်းချင်းဆက်တယ်ဆရာလေးလူကြည့်ပါမယ်မာလားမမာလားပွဲကြီးတို့ပုံများမှာပေါ့ဒီထက်ပိုအလုံးနဲ့စားကျင်တာစားရမှာဆိုတော့အရန်ကိုပြောနေပါလေဒါဒီပေါ်ဖတ်ထုတ်ကလေဒါတပွဲကို9500 12လုံးပါတယ်နော်9500ပွဲသေးအောင်ဒီလောက်ကိုရှင်းများကိုရှင်းကြီးတဲ့ဟာဆိုရင်ဘယ်နှလုံးလောက်ပါ24လုံးဆိုအများကြီးဖြစ်မှာအရသာတွေတော့အမြည်ကြည့်မှာကျွန်တော် line ပေါ်မှာတွေ့တဲ့ကစားကျင်နေတာပေါ့နော်အခုမှပထမဆုံးစစားအောင်ပါဝါဝါ
ချွေချီမကြ တပူကအကျွေးခင်မကြအောင်ဒီကျွန်တော်စားနေရတာပါဗျာဟောမဟုတ်ပါဘူးအလုံးလုံးနေရတာပါပြောပြမယ်အထုတ်အသားလေးကကျွတ်လေးဒီနာကအပိုင်းလေးဆိုရင်ကျွတ်လေးအပေါ်ပိုင်းဆိုလို့ရှိရင်တော့နည်းနည်းလေးတော့မာပါတယ်ဒါပေမဲ့အရင်မာတာမဟုတ်အထဲမှာအသားလေးတော့တော်စားလို့ကောင်းပါတယ်အသားဘယ်လောက်ပါကျွန်တော်ပြမယ်နိုင်ဝါ ကြည့်လေးကြည့်လေး ဒီဟာကလေအထဲထဲမှာအသားလဲပါတယ်ပြီးတော့အရွက်တွေကလည်းအများကြီးပဲကျွန်တော်ကဖတ်ထုတ်ကြတဲ့သူတရားမဟုတ်လို့ဖတ်ထုတ်ကိုအရင်သဘောကျတယ်ဒီကောင်ကိုတော်တော်ကြိုက်တယ်အချင်းနဲ့တို့ကပိုကောင်းတယ်ဂျင်းနဲ့မုံမွေးလေးရယ်နှမ်းနဲ့မုံမွေးလေးရယ်နဲ့ပြီးတော့အချင်းကအရင်လည်းမဆက်ဘူးအရင်လည်းမချင်ဘူးလိုက်တယ်ဖတ်ထုတ်ကိုကြက်တဲ့လူမဟုတ်လားဖတ်ထုတ်ကိုတော်တော်သဘောကျတယ်ဒီဟာဟောမပြတ်မမာလေးရင်းလေးနဲ့နှမ်းလေးတွေစားပါမယ်ကဲကျွန်တော်တို့ဖက်ကဖောင်းသွားရှာပါမယ်နော်ဘိုက်ပိတ်မပါသေးဒီမှာတော်တော်ရတာရှည်ကြိုက်တယ်နောက်ကဆိုင်သွားဟုတ်ပါကျေးဇူးပါဖစားရအောင်ဟုတ်ဖာလူတာပြောတာဖာလူတာစားပါဘူးအပေါ်မှာထိုင်ရအောင်ကော်ဖီနဲ့သင်းနေတာပဲမိုက်တယ်ကောင်းပါလေလေမိုက်တယ်ရှိပါဟိုထဲအောက်ထပ်တောင်ရှိရအောက်ထပ်မှာတော့ထိုင်လို့မရဘူး display ပဲရှိရဟိုဘက်မှာဆိုလို့ရှိရင်လှဲတဲ့ဒီအုပ်လေး channel နဲ့ဝင်ကြည့်လို့ရတယ်ဖာလူတာမလာသေးလို့ဒီမှာလိုက်ပတ်ပြီးတော့6ကြည့်နေတာပေါ့နော်ဒီနေ့လည်းတော်တော်မိုက်တယ်ဗျ ကဲဒါကတော့တစ်ဖက်ကို6500ဖာလူတာပါခုကဒီနေ့ကဖောက်ထုံးနဲ့ပတ်စားတာဆိုတော့လေ ရေခဲမို့ကကောင်းမပုံဘူး မွေလာအောင် ဟိုလေအိုးကေဒီမစ်တေးအေးမွေးဘူးတော့မလို့တိုင်နည်းနည်းလေးရေခဲမို့အရင်စားမှရမယ်လို့ ပေစင်ကဖာလူမစားဘူးကြမယ်သိတာ ဟုတ်တယ်တခါမှစားဘူးပထမဆုံးစားဘူးလားရေခဲမို့ကတော့အကြီးပဲ မွေးဘူးက အစိမ့်မပြေဘူးအရင်ဆုံးစားလိုက်မှရမှာဒါရေခဲမို့ ဒီလိုလေးပဲကြည့်လိုက်မယ်နော် ကြည့်တယ်ဒီရက်တည်းကတော့တော်တော်သေးကြလွန်နေလေအေးအိုးမြောက်တက်တာကြီးလို့လွန်လေးတယ် တွားတယ်ဝါ ဩဒီကမုတ်လေးကြီးကြည့်ပါမယ်သူက2ရောင်ဆက်လေး ကောင်းတယ်နော် อืม ဟိုကလေမုံသက်ဆောင်ဘက်လိုမျိုးဟာဖြူရောင်လေးသူကအစိမ်းရောင်ပေါ့အောက်ကနေပြီးတော့တာကူစိမ်းလေးအခုကနည်းနည်းလေးဖြစ်တယ်တော့ ရေခဲမုတ်ကြီးပဲစားလို့ရှိရင်သိမတက်ဘူးဖောက်တာလေးစားလိုက်ရေခဲမုတ်လည်းအများကြီးပါဖောက်တာလည်းစားရတယ်ပုံတက်တယ်ဒီကဘယ်တော့မှမကောင်းပူတင်းပါတယ်ပူတင်းလည်းပါတယ်ဆိုတော့စိုး 6500တက်တယ်လေပြမကြီးကမို့တစ်ခွက်ဆိုရင် 3000တော့မှပဲအရသာကဒီလောက်ထိကောင်းတဲ့အရသာမျိုးမဟုတ်ဘူး နှစ်ရောင်ဆက်လည်းမစားရ ဟုတ်တယ်ဒါကဆိုတော့ vanilla ရယ် strawberry ရယ်ကျွန်တော်ဆိုတော့ရေခဲမုတ်ကိုစားထားသေးတယ်ဒါမှအများကြီးကြံသေးတယ်အောက်မှာပူတင်းနေတယ်ပါဟုတ် အေးဘေးချတော့သွားကျင်ပြီသွားကျင်ပြီ ဝါ ခင်နေရောမစားနဲ့တော့ဟောက်တုံးနဲ့စားတာကြံသေးတယ်ဖက်ကပေါင်းဖတ်တမေးစက်ကြောက်သွားမယ်ရားရရစားမယ်โอเคသာသွားမယ် ဒီကနေ့ဆောင်းမလို့โอเคတက်ကျေးဇူးပါခဏလေးကိုနောက်တစ်ယောက်ကျန်သေးရဲ့โอเคကျွန်တော်တို့အခုရင်းနေကုန်းကိုသွားနေတာပါရင်းနေကုန်းကနေပါတစ်စိဆန်းချောင်းလမ်းထဲကိုဝင်မယ်ဆန်းချောင်းလမ်းထဲမှာရွှေမျက်မှန်ထမင်းဖတ်ထမင်းဆိုတာဘယ်လိုရှိရဲအဲ့ဒါကိုသွားစားမှာပါ
ကဲကျွန်တော်တို့အခုစမ်းချောင်းမြီလီကုန်းတော့ရောက်လာပြီပေါ့နော်စမ်းချောင်းလမ်းထဲကိုသွားပါမယ် ဆန်းချောင်းလမ်းထဲမှာရှိပါမလား ရှိရဟိုတခါတော့တွေးလိုက်တယ်အဲ့ဆိုင်မပိတ်သေးဘူးဆိုရင်တော့ရှိအောင်ပါပါဟာခေါ်လာอืม ။မာ तू ကခေါ်လာတဲ့ဆိုင်မရှိမှတို့လို့ရဆိုင်မရှိစရာတော့စိတ်ကူကြမလို့အခုမှတင်းပြတ်မွေးဖတ်တယ် ဘယ်လောက်လဲမသိဘူး ။ရမင်းစားမယ် အဲ့ဆိုင်သွားမယ်မထိုင်ထားလို့ရရမလား ။ဒါက1000နဲ့ဖတ်ထမင်းပေါ့နော်။ကျွန်တော်ကတော့ချက်ပါလေးတော်နဲ့မှာတာတယ်။ကျွန်တော်ဖတ်နေထုတ်ပြီးတာ โอ้ဝင်းနေပဲရောဗမာကျဲကွာဟုတ်တယ် ။ပထမကနေဖတ်ထမင်းဒါဟိုဟာဒါလေသတင်းစာလည်းပဲဥစ္စာတော့ဖတ်မပါဘူးရှင်ဗျာ ပူလေးရော ။ဘယ်လိုလဲ อืมအနှစ်ကကောင်းတယ်ချိုးလေးကျွတ်တော့အနှစ် ။ဒါကဟိုဟာ လူကြီးစားတော့ စားတော့ပြီးတော့ချစ်မောက်ကျော်လေးပါတယ်။ဒီမင်းနေပြလိုက်နော်။ပြလိုက်။စားတော့ဟိုဟာစားမယ်။ပူရောပူလေးရဲ့။ဟာဘာလို့စား စားနေစရာငါတို့စကပုံနဲ့ကွာတူတယ်မိတောင်မင်းနဲ့လက်ရည်တပြင်းကြီးစားကြတယ် ။ဟုတ်လား အဲ့စားอืม ။စားတက်တာ อืมဘာမှတော့မဖြစ်နိုင်ဓမ္မောက်ကြတော့ကြာ ။ဘယ်လိုပေါ်ပေါ်ရည်ပြည့်ကျွတယ် ကျွတ်နေဟုတ်ဟုတ်ရအိုးပူရဟာอืมဟုတ်တယ် ။မှန်ရနော် ဟောကောအခုနေနိုင်မယ်နော် ။နေလိုက်ရဲ့ မေဦးကြီးနဲ့ချမောင်ကျော်နေနဲ့ဒါဖဏမြအဲ့လိုငယ်ပြီးတော့ဟင်းလေးစားရှယ်ပဲอืม။ဆွဲစားဖို့အတွက်မုံလာဥကြီးလည်းပေးတာ။ပေးအောင်ကြီး။ ဟုတ်ပါအဲ့ဒီနေဟင်းဟုတ်ပါဘူးအဲ့ဒီလိုလေးပြီးပါလားဟုတ်တော့ဘာဟေးမလို့မသိဘူးဟေးရဘာဟေးလည်းမသိဘူးဗျဟေးပဲဟေးနော်ဟုတ်ကဲ့ပြီးပါအမိုင်းရှင်းပါဗျ မဘယ်လောက်လဲ ဟုတ်ကြပြောရီတဘူး1000နဲ့1000ဟုတ်ကျေးဇူးပါ ထောင်ကတော့ 1D ရဲ့စိတ်က ရက်ကို400ဆို200ဆို800 290တိုင်တော့ဘာစားမလဲဒီဘက်ခကြီးကဘာမှလည်းညမမဟုတ်တော့ပါဘူး 200နဲ့ကိုရှိကချောဆောက်လို့ရမယ် ဟဲ့တရုတ်တန်းမှာတစ်ခါလှည့်နေတော့ပဲဟိုက900ဖြစ်နေပြီ 900 လူရေးချောင်းလေအဲ့လေ ဟုတ်ပါ ကဲဒီနေ့မှာတော့ကျွန်တော်တို့တယောက်ကပေါ့နော်ဖောက်ထုံးနဲ့စားတဲ့ဟာတွေကိုပတ်စားခဲ့တာဘတ်ဂျက်ကတော့3000လောက်ဖြစ်သွားတော့ကျွန်တော်နောက်ထပ်ထပ်စားပြခြင်းသေးပြီမဲ့ဘတ်ဂျက်ကအရင်မများတော့ကျွန်တော်ဒီနေ့ပဲနည်းနည်းပပပဲစားခဲ့တယ်ပေါ့နော် ဟုတ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါတော့မယ်ဒီလိုမျိုးအစားသောက်ဗီဒီယိုတွေကိုအစမပြတ်အမြဲတမ်းတင်ဆက်ပေးနေတဲ့ဗန်းမြန်မာရဲ့ social media platform တွေကို like and follow လုပ်ဖို့အတွက်လုံးဝမမေ့ပါနဲ့ဒါဆိုလို့ရှိရင်တော့ကိုလင်းသားနဲ့ကျွန်တော်နဲ့အတူနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြမယ်အားလုံးပဲတတား